မောင်မြို့နယ်မိသက်ဦးစီးဌာနမှရုံးတော်ကျေးရွာအုပ်စုရန်ကုန်အိမ်မဲဝါခင်မလမ်းပေးရှိချိုဖမ်မရီ73စီအယောင်းဆိုင်နှင့်မြို့နယ်အတွင်းရှိ73စီအယောင်းဆိုင်များကိုမြို့နယ်မိသက်ဦးစီးမှုဦးမောင်မောင်ဦးရဲ့ညွှန်ကြားမှုဖြင့်မိဘလုံခြုံရေးစစ်ဆေးခြင်းကိုဒီကနေ့မနက်ပိုင်းမှာကွင်းစင်းဆောင်ရွက်ကြပါတယ်။အဲလိုကွင်းစင်းဆောင်ရွက်ရမှာမြို့နယ်မိသက်စခန်းမှုဦးစစ်စေအောင်က73စီအယောင်းဆိုင်များကိုမိဘလုံခြုံရေးနဲ့ပတ်သက်ပြီးအသိပညာပေးခြင်းမီးလောင်မှုဖြစ်ပွားလာပါကလျင်မြန်စွာမီးငြိမ်းသတ်နိုင်ခြင်းနဲ့အနီးပတ်ဝန်းကျင်ကိုမီးကူးဆက်ခြင်းမရှိစေဖို့အတွက်အေးပေးစနစ်နဲ့အပူချိန်လျှော့ချနိုင်ရင်ရေလုံလောက်အောင်ထားရှိရင်မိဘလုံခြုံရေးစစ်ဆေးထောက်ခံချက် Fire Safety Certificate FSC ရရှိရင်ဆောင်ရွက်ရန်နှင့် DCP မိသက်စေဘူးများစစ်ဆေးခြင်းလျှက်စစ်မီသုံးစွဲထားရှိမှုအခြေအနေများစစ်ဆေးခြင်းများကိုဆောင်ရွက်ကြပါတယ်။ပတ်သက်တော်မျိုးနဲ့မိသက်ဦးစီးဌာနမှသာသနိကအဆောက်အုံများဘာသာရေးဆိုင်ရာအဆောက်အုံများ73စီအယောင်ဆိုင်များဈေးများစာသင်ကျောင်းများစက်ရုံအလုပ်ရုံများဌာနဆိုင်ရာများတဲခိုခန်းများဓာတ်မြေဩဇာအယောင်ဆိုင်များစားတောက်ဆိုင်များလူနေအိမ်များကိုတအိမ်တက်ဆင်မိဘလုံခြုံရေးစစ်ဆေးခြင်းများကိုအရှိန်ဟုန်မပြတ်ဆောင်ရွက်လျက်ရှိတယ်လို့သတင်းရရှိပါတယ်ရှင်။